ကျွန်တော်မြင်ရတော့ CG ကအကောင်းဆုံးပြိုင်ဘက်ကောင်းအတင်းတတင်းလို့တော့မြင်တယ်ဗျာပေါ်ပါလေးရောဘလို့မြင်လဲ State ကို goal လေးမှာ fighter ဆော့လို့ဦးထင်းနေရ game 1မှာနေ free eye ထုတ်ချပြီးရှိုက်သွားကောင်းတယ်ဗျာအဲ့လိုဆော့ရပါ game 2မှာလည်း cloud ကြိုက်တာကောင်းတယ်တာယာအောင်ထားနိုင်တယ် State တာယာသွားရင်တော့ပြီးပြီပွဲတော်ဝဲလောသူ့ပွဲပဲရင်းကလည်းတာတဲ့ယူပေးသွားကောင်းတယ် blink ကလည်းပြောစရာကိုလုံးမယ်မထင်တော့ဘူးဗျာအကုန်ကောင်းကြတယ်အကုန်တောင်းဝင်ကြည့်တယ်ဗျာခုလီနာပြောသွားတဲ့အထဲမှာလည်းပါတယ်သူတို့ကို CG ကအများကြီးကူညီပြီးတော့ဆော့ကစားပေးသွားတယ် screen တွေမှာလည်းဆော့ကူသွားတယ်အတွေးကြုံတွေပို့ရသွားတာပေါ့ဗျာအဲကြတော့သူတို့အမားတွေအများကြီးပြင်ဆင်နိုင်တယ်ပို့ပြီးချိန်ရသွားတယ် YG ရဲ့ interview session မေးထားတာလေးကိုလည်းကျွန်တော်တခါတည်းဖွင့်ပြပေးသွားမယ်နော် And gentlemen, the 7th team to qualify for the knockout stages. Give it up for Yangon Galacticos! What an impressive performance. How does it feel to finally win the slot to the knockout stages? ရမ်းပြော့ပါတယ်ဒါပေမဲ့အရှိရပွဲတွေမှာကျွန်တော်တို့အရင်ဆုံးမတက်နိုင်တော့နည်းနည်းတော့အားမရဘူးသိပြီးတော့အဲ့ဒါလည်းကြတော့ကျွန်တော်တို့ပြင်ဆင်မှုတွေနည်းနည်းသိမလုံလောက်ခဲ့လေပေါ့ကျွန်တော်တို့အမားနည်းနည်းများသွားတယ်ပေါ့ဒါပေမဲ့အမားတွေကိုကျွန်တော်တို့ပြင်ဆင်ထားပါတယ်အကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့ပါ So, do you think that your losses previously was led by the fact that other teams that you guys faced against already know how YG plays? Or perhaps it was really just internal problem like miscommunication or discipline issues? ကျွန်တော်တို့အဲ့လိုအမားတွေရမ်းများသွားတယ်ပေါ့အားလီပိုင်းတွေပါအမားတွေရမ်းများသွားပြီးတော့ခုလည်းပြောသလိုပဲပြင်ဆင်မှုတွေသိမလုံလောက်ခဲ့ပေါ့အဲ့ဒါကြောင့်မို့ပဲတင် Now, going up in this match, you guys were actually facing a momentum-based CG because they were coming off wins. And for you guys actually were coming back from kind of a slump. Now, did you think that being scrim partners with CG made this game harder or easier? တို့နဲ့ဒီ CG ကကျွန်တော်တို့နဲ့ screen တွေအများကြီးဆော့ပေးရပေါ့နော်ကျွန်တော်တို့လိုရတဲ့အချိန်မှာအဲ့ဒီတော့လည်းဒီ CG အတင်းကိုအများကြီးကျေးဇူးတင်ပါတယ်ဒီပွဲကလည်းကျွန်တော်တို့အရင်လွတ်ကူခဲ့ရမှာမဟုတ်ပါဘူးဒီကတော့သူတို့ကျွန်တော်တို့အများကြီးကူညီပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Stitch, you, Lina, and Blink have already been on the World Championship stage before. So is there any advice you'd give to your fellow teammates who are rather rookies in the internationals as we move on to the final stage of the competition? ကျွန်တော်ညီလေးတို့ဘာပြောချင်လဲပြောစရာအများစားမရှိပါဘူးကျွန်တော်ညီလေးတွေကငိုရဲကောင်းပြီးသားမို့လို့ပါ His little brothers are already so good. That's so cute. What a cute relationship they have in YG. And of course, last question will go to Han. Now, aside from the fact that Myanmar has actually never missed a knockout stage, as long as Myanmar is in the tournament, how